Hello guys, this is Tai Ong from Dashboard. So today I'm going to discuss about a talk about success. So ဘဝမှာအောင်မြင်ခြင်းရင်ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေမှန်နေဖို့လိုပါတယ်ဆိုတော့ဘဝမှာကြိုးစားတယ်လူတိုင်းကြိုးစားနေကြတယ်ကြိုးစားတိုင်းအောင်မြင်လားဆိုတော့မအောင်မြင်ပါဘူးအဲ့တော့ကြိုးစားမှုနဲ့ရွေးချယ်မှုနဲ့ဆိုရင်ဘယ်ဟာပိုပြီးအရေးကြီးလဲဆိုတော့ကျွန်တော်တို့ရွေးချယ်မှုကအရေးကြီးပါတယ်ဘဝမှာအရေးတကြီးရွေးချယ်ဆုံးဖြတ်တဲ့အချက်၃ချက်ကိုကျွန်တော်ဆွေးနွေးပေးမယ်လူမှန်နေရာမှန် idea မှန်လို့ခေါ်ပါတယ်ကျွန်တော်တို့ဒီမှန်သုံးမှန်ပြည့်စုံမှသာလျှင်ကျွန်တော်တို့ရဲ့ဘဝကတိုးတက်တဲ့လောက်တိုးတက်မယ်အောင်မြင်တဲ့လောက်အောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့လူမှန်ဆိုတာကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ပေါင်းတင်ဆက်ဆံတဲ့သူတွေဟာအမှန်ကန်တဲ့သူတွေကိုယ့်ရဲ့ရည်ရွယ်ချက်အရင်မှန်ချက်ကိုထောက်ပံ့ပေးနိုင်တဲ့ကူညီပေးနိုင်တဲ့ကိုလိုချင်တဲ့အောင်မြင်မှုမျိုးကိုရထားတဲ့သူတွေနဲ့ကျွန်တော်တို့ပေါင်းတင်ဖို့လိုပါတယ်ဆိုတော့ကိုကအမြင့်ကိုရောက်ဖို့ကြိုးစားနေတဲ့အချိန်မှာကိုအနှိမ့်ကိုဆွဲချမဲ့သူတွေနဲ့ပေါင်းပြီးတော့အချိန်ဖြုံးနေတာကကိုအတွက်လည်းကြိုးမရှိဘူးသူတို့ကလည်းအကျိုးမရှိဘူးကျွန်တော်တို့သိငှက်တစ်ကောင်လိုပြန်ကျင်နေဆိုရင်တော့ဘဲနဲ့ပေါင်းပြီးရေကူးနေလို့မရအောင်ဆိုတော့အမှန်တရားနည်းနည်းတော့ခါမယ်ဒါပေမဲ့ကျွန်တော်တို့တိုးတက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဘဝမှာဒါတွေကအဆုံးသွားမယ့်အရာတွေပေးဆက်မယ့်အရာတွေမှာပါတယ်ဆိုတော့နောက်တစ်ချက်ကတော့နေရာမှန်ဖြစ်ပါတယ်ဆိုတော့ဒါကဖျားဟောထားတဲ့တရားတော်မှာလည်းပါတယ်ကျွန်တော်တို့ကသင်ညာဒေတာအမြင်နေဆိုငယ်တော့အလုံးသင်ကြားဘူးမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဝကိုပညာဥစ္စာအကျင့်သီလဆရဏပေါ့နော်ဒီဟာတွေကိုတိုးတက်စေတဲ့နေရာမှာနေရမယ်လို့ကျွန်တော်တို့ရဲ့ဒီမြတ်ဗုဒ္ဓကလည်းဟောကြားထားပါတယ်စီးပွားရေးလုပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းကျွန်တော်နေရာမှန်ဆိုတာအရင်ရေးကြည့်ရယ်ဆိုတော့မားနေတဲ့နေရာတစ်ခုမှာတွားပြီးတော့အသေးအတန်စူးစမ်းနေတယ်ဘာရလက်မှမထွက်လာနိုင်ပါဘူးအဲ့တော့တင်းတင်းလျောက်ပတ်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို setting ချနိုင်ဖို့ပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့ကကြောက်ရွံ့နေလို့မရပါဘူးဘဝကိုပေးလာတဲ့အခက်ခဲတိုင်းကိုကျွန်တော်တို့ကအခက်ခဲလို့ပဲမြင်သလားအခွင့်အလမ်းလို့ပဲမြင်သလားဒါကကျွန်တော်တို့တယောက်ချင်းစီပုံမှာပဲမူတည်ပါတယ်အဲ့တော့ဘယ်သူမှမဖြေရှင်းနိုင်သေးတဲ့ပြဿနာတစ်ခုကိုကျွန်တော်တို့အရင်ဖြေရှင်းလိုက်နိုင်လို့ရှိရင်ဒါကကျွန်တော်တို့ရဲ့အခွင့်အလမ်းဖြစ်ပြီးတော့မှကျွန်တော်တို့အတွက်ငွေဝင်လမ်းကြောင်းတစ်ခုလည်းဖြစ်လာနိုင်တာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ idea မှန်ကန်နေဖို့ရွေးချယ်တတ်ဖို့လိုပါတယ်ကျွန်တော်ရဲ့ဘဝအရင်ရိုးရှင်းတယ်ကိုခေါင်းထဲကိုနေတိုင်းအမိုက်တွေထည့်ပြီးတော့မှရင်ကိုခေါင်းထဲကနေထွက်လာတဲ့ idea တွေကိုယ့်ရဲ့လုပ်ရက်တွေကရွှေတွေထွက်လာမယ်လို့မျှော်လင့်လို့မရဘူး right အဲ့တော့ garbage in garbage out ဆိုတာကျွန်တော်တို့ software development မှာရှိပါတယ်ကျွန်တော်တို့ကအမှားထည့်ပြီးရင်အမှားပဲထွက်လာမှာဖြစ်ပါတယ်ဒီဘက်ခေတ်မှာကျွန်တော်တို့ AI နေဘလောက်ပဲတိုးတက်လာတယ်ဘလောက်ပဲထွန်းကားလာတယ်ပဲပြောကျွန်တော်တို့ရဲ့ဒီဒါအုံနောက်က AI နေserver တွေ system တွေထက်အရန်တာလွန်ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲကိုကျွန်တော်တို့ရဲ့အတွေးတွေကိုတိတိကျကျစီစစ်ပြီးတော့မှကောင်းမွန်တင့်တော်မှန်ကန်တဲ့အကြောင်းအရာတွေနဲ့နေ့တိုင်းခွန်အားဖြစ်ပေးဖို့လိုပါတယ်ကျွန်တော်တို့အတွေးခေါ်တွေမှန်ကန်မှသာလျှင်ကျွန်တော်တို့ရဲ့လုပ်ရက်တွေမှန်ကန်လာမယ်လုပ်ရက်တွေမှန်ကန်လာမှသာလျှင်ကျွန်တော်တို့ဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရှောက်လန်းနိုင်ကြမှာဖြစ်ပါတယ်လို့ညှဝေရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုနှုတ်ဆက်ပါတယ်နောက်နေ့ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ် bye bye